Facebook account နေနဲ့ပတ်သက်ပြီးတော့အခုတလော disable တွေတာအဖြစ်များနေတယ်။ဘာဖြစ်လို့လဲဆိုရင် disable ဘာလို့ဖြစ်တာလဲဆိုရင် disable ဖြစ်ရတဲ့အကြောင်းရင်းတွေကရေးရမရှိဘူး။ရေးရမရှိဘူးဆိုတာကကျွန်တော်တို့ဘာကြောင့် disable ကြတယ်ဆိုတော့အကြောင်းရင်းခံလို့နဲ့ဖြစ်ကြတာမဟုတ်ဘူး။လောလောလတ်လတ်အခုကျွန်တော်တို့တင်လိုက်တဲ့ post တွေ comment တွေကြောင့် disable ဖြစ်သွားတာလည်းမဟုတ်ဘူး။ तू ကကျွန်တော်သိရသလောက်တခြားလူတွေလည်းကျွန်တော်သိတယ်လို့သိထားလောက်ကသူတို့ disable ဖြစ်တယ်ဆိုတာကကျွန်တော်တို့ဘယ်လိုပြောရမလဲနာမည်တူတွေဓာတ်ပုံတူတွေပုံတူတွေအဲ့တော့ account တွေပွားသုံးတာမျိုးဆိုရင်သူတို့ disable လုပ်ပြတာများတယ်ဒါပေမဲ့ကံကောင်းတာတစ်ခုကကျွန်တော်ဒီနေ့ကစပြီးတော့ disable တွေပြန်ပြီးတော့သုံးလို့ရနေပြီအများစုကတော့သုံးလို့ရနေပြီပေါ့ဗျာတချို့တွေကတော့သုံးလို့မရသေးဘူးအဲကြောင့် disable account ဖြစ်နေတဲ့လူတွေ service အပ်ထားတယ်ဆိုရင်တော့သွားပြီးတော့login ဝင်ကြည့်ကြပါဦး login ဝင်လို့ရရဆိုရင် login ကဝင်လို့ရသွားပြီ service ကလည်းအပ်ထားရဆိုရင်တော့ကို service အပ်ထားတဲ့လူနဲ့တစ်ချက်ညှိကြည့်လိုက်ပါကျွန်တော်ကတော့ service အပ်ထားတယ်ဒါပေမဲ့ကျွန်တော်ကတော့အခုစီမှာ service အပ်ထားတယ်ကျွန်မကတော့အခုစီမှာ service အပ်ထားတယ်ဒါပေမဲ့အကိုဘက်ကအဲ့ account service လုပ်ထားပြီလား service မလုပ်ရသေးဘူးဆိုရင်တော့မလုပ်တော့ဘူးညီမအနေနဲ့ဒီမှာ login ဝင်လို့ရသွားလို့ service မလုပ်တော့ဘူးပေါ့ဗျာအဲ့လိုမျိုးညှိကြည့်ကြပါဒါပေမဲ့ service သမားဘက်ကညှိလို့မရဘူးဆိုရင်တော့ကျွန်တော်တို့မပြောတတ်ဘူးပေါ့ဗျာဒါကတော့ကျွန်တော်ညှိကြည့်ဖို့အကြံပေးတာပါဒါကြောင့် Facebook account နဲ့ပတ်သက်ပြီးတော့ disable ဖြစ်သွားတဲ့လူတွေ login ပြန်ဝင်လို့ရနေပါပြီအများအားစု login ပြန်ဝင်လို့ရနေပါဗျာအကုန်လုံးတော့မဆိုလိုပါဘူးအဲ့ပြီးတော့ Facebook account အသစ်ဖောက်ချင်တဲ့လူတွေအတွက်လည်းကျွန်တော်စီမှာလာပြီးတော့ Facebook account အသစ်ဖောက်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်